ဘာကြီးကထိန်းထားတဲ့ကွက်တွေကိုပဲစောထုတ်ပြပြီးတကယ်ကြီးတော့ထုတ်စရာကွက်မကျန်တော့တန်းရှုံတော့တယ်အားလည်းမှန်ပါတယ်နော်အားလည်းမှန်ပါတယ်ကျွန်တော်နေတင်းစုံတို့အဲ့လိုမျိုးဟက်ကတွေပါနဲ့တီးစရာအကြောင်းမရှိလို့ထင်ပါတယ်ဒီဘွဲတော့ပဲထုတ်တီးတဲ့နေပေါ့နော်ကျွန်တော်တို့ဆိုတော့မှဂျွန်စင်ဂရီဒါတွေပါတယ်နဲ့အဲ့လိုမျိုးဘာသာအသင်းတွေဆိုဂျွန်စင်ဂရီဒါနဲ့မတိုက်ပါဘူးညီမလိုပဲရှင်းဆော့ဂျွန်စင်ဂရီဒါနဲ့တိုက်တဲ့အချိန်တွေကအဲ့လိုအားကြီးပေးရှူပါလို့မျိုးတော့အသိရမလားကိုလုံးဝဆော့ခတ်တယ်လို့ထင်ထားတယ် screen မှာဆော့ခတ်တဲ့အသင်းတွေကိုကျွန်တော်ကတကယ်ကိုယ့်ရဲ့ကွက်နဲ့ထုတ်ရှင်းတာပေါ့မဟုတ်တော့ကျွန်တော်ကအဲ့အကွက်ကိုအမြဲထုတ်မရှင်းပါဘူးအဲ့လိုထုတ်ရှင်းရင်တော့ခံရမှာပဲသင်္ကန်းစာရအေးနိုင်မပြောလို့တဲ့ဇေယျနဲ့ကလမကိုဝိုင်းဆဲရမြင်ပြောရင်ပြန်ပြောဆဲသေးစန်းကလိုကစပို့အမ်လန်နဲ့တွေ့တက်စပဲနဲ့ဘလိတ်ရမထဲတာကျန်းတယ်ရောဘာလို့လဲစန်းဟိုဆိုရဟီကကျန်းတာမလို့ရေနော်စပို့အမ်လန်ကကူတောင်းပါတယ် movement speed ကပါစန်းရဲ့အဓိက point က movement speed နဲ့ကူတောင်းပဲပေါ့နော်သူရဲ့ scale 2နဲ့တော့ရှောက်ပတ်ပြေးနေပြီးတော့သူ့လက်သက်အရန်ခတ်တယ်အဲ့ချိန်ထဲမှာတဘောင်နဲ့လိုက်မြင်ရင်လည်းသူကပြန်ပြီးတော့ profile ရိုက်ပြီးပြန်တက်သေးတယ်ဆိုတော့သူရဲ့အဲ့ဒီရဲ့ corrosion side တနာဘတ် sky piazza နော်အဲ့ရ movement speed တွေကမနှဲဘူးပဲကျွန်တော်ပြောသိရမှာစပို့အမ်လန်ဆိုပိုလုံးဆိုလှလှဖြစ်နေတာriver ပွဲတွေပိုင်းမှာအဲ့လိုမျိုးဆိုရင်တော့လိုက်ဖမ်းလို့မရဘူးကျွန်တော်ပြောသိမှာလိုက်ဖမ်းလို့မရတော့အဲ့ river expanding river ပွဲဆိုလိုက်ဖမ်းလို့ရမှာမဟုတ်တော့ဒီမှာအဲ့မြောင်းထဲမှာရှောက်ပြေးနေလှလှနဲ့ဆိုတော့အဲ့ movement speed ကို abuse ပြီးဆော့နေတာပေါ့နော်သူ့လုံးဝလည်းတက်လို့မရဘူးမြန်မာမှာနေပြရန်နေလို့ပဲဘယ်သူနေပြလောက်ရမယ်ဘယ်လိုလောက်ရမယ်မသိတော့ပါဒီကတော်တော် MSM မှာတကယ်ဖြုတ်တယ်နော် MSM မှာတေရာဖြုတ်တယ်နော်ဘယ်လို MSM မစားသေးဘူးလေဘယ်နော်အေးကချက်တိုးရထင်လို့လားတဲ့I don't think so လူကမေတာဟိုလောက်တာဆိုတော့ဟုတ်လားဟုတ်တယ် brother မှန်မယ်လူကမေတာလောက်တာပါ V code ပါလေအေးလားခုလည်းကျွန်တော်အခုရပိုင်းနေတိတ်မအောင်လို့ကျွန်တော်အေးရှိုးရိုက်တာနဲ့ကျွန်တော်ခြားအလုပ်တွေလုပ်နေရတယ်အဲ့ချိန်မှာကျွန်တော်အနေနဲ့ဒီ mobile legend လောကရဲ့တင်းနေနဲ့ကျွန်တော်ဆက်ပြတ်နေရကြာပြီပေါ့လားအာဂျူစူပါကန်လေးလည်းသွားမယ်ထင်လားသိလက်တာပေါ့မလွယ်ဘူးအာဂျူပြန်ထောင်လို့မလွယ်တော့အာဂျူလည်းကျွန်တော်တို့ဒီမြန်မာအသင်းတွေလိုဖြစ်နေသိရမလားတပွဲတော့နိုင်သွားရင်မင်းသားဖြစ်စက်သူရင်ဝဲကြည့်လိုက်ချားမကြည့်နဲ့ဗျမင်းသားဖြစ်သွားဘာလို့လဲရောမင်းသားတင်ရိုက်ပေါ့အဲ့ကရှုံးတော့ဝိုင်းဆဲလက် rinse ကြည့်လိုက်ထွင်းလောက်အောင်မယ် rinse ပြီးတော့ဟိုမှာရှုံးနေမရှုံးတော့နေတိုက်လိုက်တဲ့ဟာလေးဗျအဲ့လိုဝိုင်းပြောတော့ရှော့မပြောသိရဒါပါပဲ